အိမ်မှာဗျာအဲ့လိုဒီမှာလူကြီးတွေမသိအောင်လို့ခင်းနေပါလေလို့ခိုးစားဘူးလား တစ်ခါတလေမှစားဖြစ်တယ် ခါလေးပါ ခဏခဏတော့မခိုးစားဖြစ်ပါဘူးတစ်ခါတလေတော့ခိုးစားမှုပါ ခိုးစားဘူးလေโอเคဟုတ်ပြီနေရောပြီးမေးမယ် ဟမ်စားဘူးလားဗော အများဆုံးပါစားပြည့် အဲ့လိုတော့မရှိဘူးစားလို့ကောင်းတဲ့အကုန်စား အိမ်မှာမဟုတ်ဈေးဆိုင်ရှိတယ်လေ ဩ ဈေးဆိုင်ရှိတော့မဟုတ်ဆိုင်ရှိတာမဟုတ်တော့ခိုးစားဖြစ်တယ် ချက်ထားဟင်းဗျာလက်လက်ဆက်ဆက်တည်ရမှာပစုံဟင်းပဲဖြစ်ဖြစ်ချက်သားဟင်းပဲ ဟော ဖြစ်ဖြစ် ဘာဟင်းဟင်းပြီးအကုန်ခိုးစား တော့ဦးဖျားကိုစားရအောင် ဟုတ်ပြီဘူးမှမစားခင်မှာဥပြစားလို့ရှိရင်အဲ့လိုမျိုးစပင်းပါဖြူတက်တယ်ဆိုပြီးပြောလိုက်ပါကြားဘူးလားလူကြီးပါပြောတယ်ဗျာ ကြားဘူးပဲအဲ့လိုမစားကောင်းဆိုပြီးတော့ ဒါပဲစားရတယ်မလား ဟုတ်စား အဲ့လိုတော့မကြောက်ဘူးပါ တည်တာ โอเคအဲ့တော့ brother စပင်းနောက်မဖြူတော့အောင်လို့ရောကျွန်တော်ယူရှိရတွေထုတ်တဲ့ရှော့မဲလေးလက်ဆောင်ပေးမလို့ယူရှိရကပေးတဲ့ရှော့မဲလေးโอเคကျေးဇူးများတင်ပါတယ်အားလေးရှော့လိုက်ပါโอเคကျေးဇူးပါပြော ဒီမှာလေလို့ ခိုးစားရရတာဘယ်လိုလဲအဲ့ဒါ အရင်ကောင်းတယ် ဖြူအောင်ဖြူနေပြားပြီကြောက်ကြည့်နေမယ်စားโอเคယူရှိရရှော့မဲလေးကျေးဇူးများတင်ပါတယ်ယူရှိရကနေပြီးတော့ရှော့မဲလေးလက်ဆောင်ပေးမယ် โอเคကောင်း โอเคပြီးတော့ခိုးလဲစားလို့ရတယ် โอเคကောင်းတာ အတွေ့အကြုံလေးနည်းပြောပြခိုးစားဘူးတဲ့အတွေ့အကြုံတခုတော့ ကို မဟုတ်ဟေးရောပြောတာဟေးရောပြောတာ အေးဟုတ်ပြီ အေးပြောရဟေးရော ရှော့ရှော့ခိုးစားဝဲတွေ့ကြပါရကျွန်တော်ဒီပါခိုးစားမရတာပကောင်းတယ်ဗျာဒီအားကြောင့်ရှိလို့ရှိရင်ကျွန် အဲ့ တော် တော့ခိုးစားဘူးတဲ့လူပဲ ခိုးစားမှုရဲ့လူပဲတည်ရဗျာတည်ရမှာပြောချင်တာကတော့ဥမာဟင်းမဖြစ်ဖြစ်ကျွန်တော်တို့ပေါ့နော်ဘာဖြစ်ဖြစ်ပေါ့ရောကော ကျေးဇူးများတင်ပါတယ်โอเค ရှိလို့လည်းကျေးဇူးများကြီးတင်ပါတယ်ရမ်းကြိုက်ပါတယ် ကျေးဇူးပါစပင်းဖြူနေပေမဲ့ဆိုင်လည်းမသွားချင်ဘူးအချိန်လည်းရဲမပေးချင်ဆိုတဲ့သူတွေအတွက်အိမ်မှာနေပြီးတော့ချက်ချင်းလျှော်တာနဲ့ချက်ချင်းမဲ့မယ်ယူရှိတို့ကထုတ်တယ်ရှော်မဲနဲ့ရှော်ညို